ကျွန်တော်တို့ကအဲ့ဒါကြောင့်မီဒီယာတွေကိုတကယ်လာစီချင်ပါတယ်တကယ်စိတ်ရင်းစေနာမှန်ပြောတာနားလည်မှုတစုံတရာသာရမယ်ဆိုရင်ဘောနော်မီဒီယာတွေလာပေါ့မြန်မာတပ်မတော်လဲခင်ဗျားတို့အစိုးရပြီးတော့လှုပ်ပေါ့နော်ကျွန်တော်တို့ကြိုဆိုတဲ့အချိန်မှာမလာရဲအောင်မျိုးလှုပ်လိုက်တာတော့ကြတော့တော်တော်လေးခက်တယ်လေအဲ့ဒီလိုပညာတွေကကျွန်တော်တို့ကရိုးရိုးပဲတော်လန်ရေးပဲဒါမျိုးကလင်ကကြည့်တွေတိတ်မလုပ်ပါဘူးတကယ်တတ်တယ်ဆိုရင်လည်းတတ်တယ်လို့ကျွန်တော်တို့ပြောတာပဲကြေညာပြီးမှကိုချနေတာပဲဟုတ်တယ်မလားအဲ့လိုမျိုးကလင်ကချင်းမချပါဘူးဒီကိစ္စတော်တော်လေးကိုချင်းတိတ်ခါတရားမဲ့တယ်ဗောနော်ကျွန်တော်တို့မီဒီယာကိုကျွန်တော်တို့တောင်းဆိုချင်တာကဘက်လိုက်စရာအကြောင်းမရှိဘူးဟိုအရှိတရားကိုပဲဖော်ပေးပါဗောလေကျွန်တော်တို့လည်းမကောင်းတာမှားတာရှိမှာပဲရှိရင်ရေးပါနော်ဒါဟာဘသူကမှန်တယ်ဘသူကမှားတယ်ဆိုတာဒါတကဘာလုံးကသိရမယ်လူထုလည်းသိရမယ်ဗောနော်အဲ့ဒါကြောင့်ဘက်လိုက်ပါလို့ဘယ်တော့မှပြောမှာမဟုတ်ဘူးကိုယ်တိုင်မှားနေတဲ့ဟာကိုအမှန်လို့ပြောရင်လည်းကျွန်တော်တို့ဒါကတော့ဟုတ်တယ်မလားဒါမှားတယ်ပေါ့ဒါမျိုးကျွန်တော်တို့ကဖိတ်ခေါ်လိုက်တာနဲ့ချက်ချင်းအဆက်ကွဲသလိုဖြစ်တော့တဲ့လူတစုပေါ့နော်သူတို့ကကောင်တာလိုက်လို့တာလို့ထင်တာပဲဒီပေါ်မှာတော့ကျွန်တော်ပြောစရာစကားလုံးတော့ရှာမတွေ့ပါဘူးတကယ်နိုင်ငံတကာအဖွဲ့အစည်းတွေများလာမလားပေါ့လေနော်အဲ့လိုမျိုးလာပြီးလုပ်ရင်တော့ပိုကောင်းတာပေါ့ဗျာတခါတလေဒါမျိုးတွေကိုမတရားပြောခံလိုက်ရတဲ့အချိန်မှာအဲ့ဒီစကားလုံးကိုဘယ်လိုတုံ့ပြန်မလဲဆိုတာစဉ်းစားလို့မရဘူးစိတ်ထဲမှာတော့အများကြီး